မြေခွန်းတစ်ခုဖြစ်ရှင်တယ်အဲ့ဒါကဘာလဲဆိုလို့ရှင်တော့ဆယ်ဖို့တစ်ဖို့ပေးလို့ချင်းကမိသည့်အကျိုးကျေးဇူးရှိတယ်ဆိုတဲ့မြေခွန်းဖြစ်ပါတယ်ဆိုတော့မာလခိအခန်းကြီး3အငယ်8ကနေ30အထိဖတ်မယ်ဆိုလို့ရှင်ဖယားခင်ကဘယ်လိုဖော်ပြထားလဲဆိုလို့ရှင်ငါဒီတဲ့မိုးကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ကောင်းကြီးမင်္ဂလာကိုအကုန်အစင်တွန်းလောင်းမီမတွန်းလောင်းမီကိုထိုတုတ်စုံစမ်းကြလောဟုကောင်းကင်ဘုချီအရှင်ထာဝရဘုရားမိတ်တော်မူ၏ဟုဖော်ပြထားတယ်ပြီးလို့ရှိရင်တော့လုကာခန်းကြီး16အငယ်9ထဲမှာဆိုတော့ကောင်းကင်နိုင်ငံမှာအရွှေစီးစီဖို့တင်တို့ရဲ့လောကီဘန္တာအဖြစ်အသုံးပြုပါဖော်ပြထားတယ်နှစ်ကောအခန်းကြီး9အငယ်30ထဲမှာဆိုတော့များများကျဲရင်ဖယားခင်ကတင်ကျဲတဲ့မျိုးစိတ်ကိုတိုးပွားစီမယ်တုံးထားတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်စာလံ132အငယ်9ထဲမှာဆိုတော့ဘာဖော်ပြထားတယ်လဲဆိုလို့ရှိရင်တင်ရဲ့ဦးချိုကိုငါချီးမြှောက်မယ်လို့တုံးထားတယ်ဆိုတော့ဒါကြောင့်ဒီကနေ့ဖယားခင်ကိုပေးလို့ခြင်းကကောင်းကြီးမင်္ဂလာဖြစ်စေတယ်ဒါကြောင့်တင့်မှာရှိတဲ့ဖယားခင်ပေးတဲ့ကောင်းကြီးကိုဖယားခင်အတွက်ပြန်ပေးပါဖယားခင်ကတင်းကိုငါကောင်းကြီးပေးမယ်လို့ဒီကနေ့ကျမ်းစာအဖြစ်ကျွန်တော်ကိုလုံးဝဂတိပြုထားတာကိုကျွန်တော်တွေ့ရပါတယ်ဒါကြောင့်တင်ပေးပါဖယားခင်တင်းကိုကောင်းကြီးပေးမှာဖြစ်တယ်တုတ်တော်လည်းပဲဖယားခင်ကဖန်ကန်တဲ့နီလာနဲ့ရရှိတဲ့ငွေကြီးကိုပဲသူ့ကိုပေးလို့ခိုင်းတာဖြစ်တယ်ဥပမာကိုကပိတ္တစာနဲ့ရလာတဲ့ငွေကြီးတွေခွေးရောင်ပြမရလာတဲ့ငွေကြေးတွေခိုးပြမရလာတဲ့ငွေကြေးတွေလောင်းကစားနဲ့ရလာတဲ့ငွေကြေးတွေပြီးလို့ရှိရင်တော့အတိုးနဲ့ချင်းငှားပြီးမှနော်ရက်ပြန်တိုးလို့ဘာလို့ရှိတယ်နော်အတိုးနဲ့ရလာတဲ့ငွေကြေးတွေကိုဖယားခင်ကသူ့ရဲ့ဘန္တာတော်တိုက်ထဲမှာဆယ်ဖို့တဖို့မဖေခိုင်းဘူးမပေးခိုင်းဘူးဘာကြောင့်လဲထိုအရာတွေကိုပေးရင်လည်းအကျိုးမရှိဘူးဘာကြောင့်လဲဆိုလို့ရှိရင်တင်ရလာတဲ့ငွေကြေးဟာမတန့်ရှင်းလို့ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ယေရှုခရစ်တော်ရဲ့တရားအရာဖယားခင်ရဲ့တရားတော်မှာဆိုလို့ရှိရင်တင်ပေးမဲ့ငွေကြေးကလည်းတန့်ရှင်းရမယ်တင်ရလာတဲ့စီးဆင်းလာတဲ့ငွေကြေးတွေတန့်ရှင်းတဲ့ငွေကြေးဖြစ်ဖို့ဖယားခင်ကအလိုရှိတယ်ကျွန်တော်ညီကိုဒီရဲ့ဘာသာကဲတော့မဟုတ်ဘူးသူတို့ရဲ့ဘာသာဒီထဲမှာဆိုတော့မတန့်ရှင်းလည်းပြီးပါအကျိုးရှိတယ်လို့ခံယူထားလို့ဖြစ်တယ်ယေရှုခရစ်တော်ရဲ့ဘာသာထဲမှာဆိုလုံးဝတန့်ရှင်းတဲ့ငွေကြေးဖြစ်ရမယ်ထိုအရာသားနဲ့ဖယားခင်လို့ရှိတယ်အာမင်